အခုမင်္ဂလာပါရှင် မင်္ဂလာညီမ အခုပါလေအခုဒီဖျဲခင်းနေရဲ့မှာဆိုရင်ဒါဒီနောက်ပိုင်းဆိုတော့21ရာစုပိုင်းပေါ့အရင်တော့ဆိုရင်ဒီလိုစက်တွေမသုံးခင်ရဆိုရင်ဘယ်လိုပစ္စည်းတွေကိုသုံးခဲ့တာလဲ ။ဘာထုံနေနဲ့ကိုနောင်းနေသုံးတာပေါ့ ကိုနောင်းနေနဲ့သုံးတာစားအဲဒီနားထွန်းနေမဲ့သုံးနေမဲ့စက်တွေကိုရွေးချယ်လာအောင်ကို ။ငါးစရက်လည်းကောင်းတယ်လေညီမ။ထိရောက်မှုကြောင့်လည်းကိုရတယ်လေ တရားမှုလို့ပါဟုတ်အဲ့ဒါဆိုရင်အခုနားထွန်းကဒီနားထွန်းနဲ့ဒီဈေးမှာဆိုရင်ပိုင်းခြားမှုပမာဏကဘယ်လောက်ရှိတော့ကို ။ဒီဥစ္စာကညီမတရေကကို4ရေကလောက်ပြီးရလေ။နွားထုံနေနဲ့ဆို2ရေကလောက်ပဲပြီး 2ရေကလောက်ပဲပြီဒါကတော့ဒါလောက်အားပြီးမြောက်မှုပိုင်းမှာဆိုစက်တွေကပို့တာပေါ့ခင်ဗျာတကယ်လို့ငွေအားပိုင်းမှာပေါ့နော်နွားရဲ့တန်ဖိုးနဲ့စက်ရဲ့တန်ဖိုးဆိုရင်ဘယ်လောက်ကွာခြားချက်ရှိတော့ကို ။ဒီစက်တွေ20ပတ်ဝန်းကျင်ပဲရှိတယ်လေညီမ။နွားတစ်ကောင်ကို40နဲ့50ကျော်ရှိရလေ။နွားတစ်ချင်းဆိုရင်100ကျော်ဖြစ်တယ် 100ကျော်ဟုတ်အကရိုနေနဲ့မှာဆိုရင်ဒီတစ်ပိုင်းတစ်နိုင်လုပ်ငန်းနေမှာဆိုရင်နွားတရှင်းကိုပဲသုံးစေချင်လားဒီစက်တီကိုပဲသုံးစေချင်လားကို ။စက်နဲ့တော့ပိုထိရောက်တယ် ဟုတ် ။စက်ထိရောက်တယ်အဲ့ဒါတော့စက်နဲ့တော့ပိုသုံးနေတာပေါ့ ဟုတ်ကဲ့ကို